အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုတော့ Minecraft Server မှာဖြစ်ပါတယ်ဒါတော့အိမ်ပြန်တဲ့လမ်းမှာပေါ့နော်ဒါတော့အိမ်ပြန်လာတာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်အိမ်မှာအိမ်လေးကပစ္စည်းတော့တိတ်မရှိပါဘူးဒီနေ့မှကျွန်တော်အလောက်ကပြန်ရောက်လာဆိုအိမ်အတွက်လိုအပ်တဲ့ပစ္စည်းလေးနဲ့ပပဝယ်လာပါတယ်တက်နိုင်တာပေါ့နော်ပြီးတော့ဒီဘက်နားကအိမ်တဲ့အိမ်မှာကျွေးတော့တောင်းရရှိပါတယ်အိမ်မှာလူရှိလားမရှိလားတော့မသိဘူးပေါ့နော်ဆက်ကျွေးတော့တောင်းရဲဆိုတော့အားလုံးလက်ခဲ့ပြကြပါဦးညနေတော့စောင်းနေပါနော်ကျွန်တော်လည်းကားဝယ်ရမယ်ကားလေးတစ်စီးနဲ့ဟာဆိုင်ပိတ်သွားပြီပဲနောက်နေ့မနက်မှလာတာကောင်းတယ်နေဝင်ချိန်လေးဆောက်ရမိုက်ပြီးတော့အိမ်တန်းပြီးမှရမယ်ဝေါမိုက်ရှေးကဲဒါတော့သူများအိမ်နေပါနော်အထဲထဲတော့မွေးရုံဒုံးနဲ့ရိုက်လို့မလားမိုင်အဲ့တော့ကျွန်တော်တို့နေတဲ့ရွာလေးပေါ့နော်ဒါဆေးရသားတွေနေတဲ့ဘက်လို့ပြောကဲဒီနေ့ကတော့ကျွန်တော်ရှုပ်လေးကိုတန်းကြည့်ကျွန်ညဆောင်ဘိုက်မဆောင်စားသေးဘူးကျွန်ညဆိုင်မှာပေါ့ကဲအဲ့လိုရတယ်အဲ့တဲ့ပုံလေးကဆောင်းရမ်းမိုက်အကြကဲဒါတော့မနေ့ရောက်ဆိုကျွန်တော်အလုပ်သွားမယ်စတန်ဒီပါအလုပ်မသွားခင်ဟိုဘက်အိမ်မှာအရင်သွားပါတယ်ဟိုဘက်အိမ်မှာဖြစ်လို့ဟိုဘက်အိမ်တော့ဖေးကခေါင်းကြားလေးကိုသွားတယ်ဖေးရှိပါတယ်ပြန်ပြန်တယ်ဘာလို့တာလဲဆိုတော့ post ဖြစ်တာပေါ့နော်ဒါတော့ကျွန်တော်အိမ်ရဲ့ငင်းချန်လေးပေါ့နော်ပေါ်တော့မှလည်းအိမ်ခန်းရှိပါတယ်ဒါတော့လူငားမှာပေါ့နော်ငားမယ်ခန်းမှာဝရနာလေးလည်းပါတယ်ဒါနဲ့ကျွန်တော်တို့ယထာဆောင်နေယထာနဲ့သွားမှာအပြင်သွားမှာနော်ကဲသွားပါမယ်โอเคပတ်တက်ပါမယ်အဲ့တော့ယထာလမ်းပေါ့နော်ဟောယထာပူတာပေါ့နော်ယထာလမ်းကဒီမှာလည်းဖြတ်လို့ရပါတယ်โอเคယထာလမ်းဖြတ်သွားပြီနော်အဲ့တော့ကျွန်တော်ထားပေါ်တက်ထိုင်ပါမယ်ခုံနံပါတ်ကတော့103 104ဆိုဟိုထိပ်ပါနော်ရတယ်ဦးဂျုံချက်ကဲရောက်လာပြီနော်ရထားတော့ရက်သွားရထားရက်သွားတော့ဘေးမှာဆက်မမောင်းတော့အဲ့တော့ရထားရက်သွားမိုးကတော့ရွာနေကျွန်တော်တရားပေါ်တော့ကောင်းမယ်ဝါကိုရအိုဆိုင်ပါလဲရမယ်လမ်းမှားပါဘူးနော်လမ်းမှားပါတော့ကျွန်တော်အလုပ်သွားတာပေါ့နော်ဒီမှာအလုပ်ရောက်ပြီအဲ့တော့ကျွန်တော်ရဲ့အလုပ်လေးပေါ့နော်မဆိုရင်တူရရှိမယ်မမြင်းကားကြီးအင်ဂျီလိုက်ထရန်လေးလို့ရှိရင်ငါတာ
ဒါအသားလို့ခေါ်နေတယ်နော်အသားလေးတွေအသားဒါတော့ချက်ကင်တာပါပေါ့ဟုတ်နော်ဒါကြတော့ပတ်စံအိတ်ဒါကြတော့ဟွာမသိဘူးအဲ့ဒါကြောင့်မှန်ဘလူးဒါဘီစကစ်ဒါကြတော့အချိုရည်ဒါကြတော့ဘီစကစ်ပေါ့နော်ဒါလည်းဘီစကစ်ပဲဒါကျငါတစ်တာလာပဲဒီမှာကောင်းတာနောက်တစ်ခုဒီဒါကျွန်တော်ထိုင်ရတဲ့ကောင်းတာကျွန်တော်ကောင်းတယ်လေးကတိတ်တော့မမိုက်ဒါမဲ့လေမိုက်တော့မိုက်လောက်ဒီနေ့လူတွေပါလိုက်ဒါတော့လှုပ်ပြီးချိန်ရောက်ပါလှုပ်သိမ်းချိန်ပေါ့နော်မိုးကတော့ရွာနေတော့မယ်ဒါဆိုညနေပိုင်းလှုပ်ဖီးနေရောက်ပါနော်ပြန်တော့မယ်โอเคပြန်တော့မယ်ဆိုတော့ငါဒီနာဆိုင်လေးမှာမဟုတ်ဝင်စားလိုက်နောက်နေ့ကျရင်ဒီမျိုးကြီးကိုလူတွေတိတ်ရောက်လာခေါင်းပါအဲ့ချင်းညာငါလည်းဖော်ရတယ်အားလုံးပဲကျွန်တော်စကင်လေးကိုကြည့်ချင်တယ်ကျွန်တော်ပြမယ်ဒါဒန်စစ်သားစကင်ဟာမိုးတော်ချုပ်သွားလမ်းလျှောက်ရဝါပြန်ကောင်းလို့ပါနေကင်းပိုင်းဆိုကင်းစရာကျွန်တော်တရက်တာလုံးလုံးစရာဒါပဲရှိကျွန်တော်ဘာမှမရှိစာကြည့်တယ်လို့စာကိုဖတ်လိုက်ကင်းစရာစာကြည့်တော့ပါလေစာကြည့်ရကြတယ်ပြမကုန်ကဲအိမ်ပြန်ရောက်ပြီဒီနေ့တော့လှုပ်ရှားလေးရှိတာကိုလုပ်အားလုံးပဲဘိုင်ဘိုင်